Hey guys, welcome to Cinevermers, and today is gonna be a pretty exciting day because I'm gonna go see The Last Soji, which will be screening at American Center Yangon today, so let's get ready with me guys. အရင်ဆုံးအနေနဲ့ဒီ The Last Soji ကိုနည်းနည်းလေးမိတ်ဆက်ပေးဖို့လိုလိမ့်မယ်ပေါ့နော်ကျွန်တော်လမ်းသွားနေနေဆိုတော့ The Last Soji ဆိုတာကတော့2019လောက်တည်းကစခဲ့တဲ့ project တစ်ခုပဲအဲ့ထက်ကပေါ့နော်ကျွန်တော်ဒီရန်ကုန်ရဲ့ action ဆိုတဲ့ studio တော်တော်လေးသဘောကျခဲ့တယ်သူတို့ဒီအရင်တော့ထုတ်ခဲ့တဲ့ Legend of Arendama ဆိုတဲ့ series တစ်ခုရှိတယ်အဲ့ထက်ကပေါ့နော်ဒီရန်ကုန်ရဲ့ action က VFX အပိုင်းမှာတော်တော်လေးမိုက်တာပေါ့နော်ဒါမျိုးကိုဒီမြန်မာနိုင်ငံမှာဆိုရင်အဲ့တုန်းကတိတ်ပြီးမမြင်ရဘူးပေါ့နော်ဆိုတော့ဒီ The Last Soji ဆိုတဲ့ရုပ်ရှင်ကလည်းဒီ trailer မှာတွေကပေါ့နော် VFX တွေသုံးထားတာတွေတွေ့ရတဲ့အတွက်ဒီပရိသတ်တွေကလည်းလုံးဝပေါ့နော်မျှော်လင့်ထားတဲ့ရုပ်ရှင်တစ်ခုဗျာပြောရရင်ပေါ့နော် low budget ရုပ်ရှင်တစ်ခုအနေနဲ့ကတော့နည်းနည်းလေး promising တော့ဖြစ်တယ်ပေါ့နော်ဒီရုပ်ရှင်ကကောင်းမှမလားပေါ့နော်အဲ့လိုမျိုးသူတို့ VFX တွေကိုဘယ်လိုမျိုးလုပ်ရမလဲဒီ low budget ရုပ်ရှင်တစ်ခုအနေနဲ့ဆိုတော့ဆက်ပြီးကြည့်ရမှာပဲကျွန်တော်ဒီ American Center ရန်ကုန်ဝင်လိုက်ခြင်းမှာသူ့ရဲ့ဒီ atmosphere ကပေါ့နော်တော်တော်လေး quiet ဖြစ်တယ်ပြီးတော့တော်တော်လေး calming ဖြစ်တယ်ဆိုတော့ခံစားရတယ်ပေါ့နော် American Center ရန်ကုန်ဆိုလည်းဗျဒီမြန်မာနိုင်ငံကဒီကျောင်းသားတွေအတွက်လုံးဝ paradise တစ်ခုပဲပေါ့နော်ကျွန်တော်ဒီ The Last Soji ရဲ့ screening event ကတော့ground floor မှာလုပ်တာပေါ့နော်ကံကောင်းတာလည်းပဲကျွန်တော်ဒီနေ့ပွဲလေးကိုတော့လူပေါ်တိုင်းမတိုင်အောင်နိုင်ဘူးပေါ့အဲဒါကြောင့်မို့ကျွန်တော်ဒီဗီဒီယိုနဲ့ပဲကျွန်တော်ကပြောချင်တဲ့စကားလေးကိုကျွန်တော်ပြောပြလိုက်ပါတယ်မောင်လေးနဲ့ပြောချင်တာတော့ကျွန်တော်တို့ဒီကားလေးကလွန်ခဲ့တဲ့9နှစ်ကျွန်တော်ဒီ2020လောက်ကစပြီးတော့ကျွန်တော်တို့ဒီ project ကိုစတင်နေအောင်ပေါ့နော်စရဲကျွန်တော်ရွေထားတာတော့ကျွန်တော် YouTube ပေါ်မှာပဲတင်ပေးမယ်လို့ကျွန်တော်ရွေထားတာဒါပေမဲ့ကျွန်တော်တို့ဒီနေ့ပရိသတ်ကိုဒီ bigger experience ရအောင်လို့တောင်းခံနိုင်ပါတော့ကျွန်တော်တို့မြန်မာတန်တာကြီးမှာစောကြီးဆိုတဲ့ပေမျိုးတစ်ခုရှိခဲ့ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ကြည့်ပါပြီဆိုတော့ကျွန်တော်ရဲ့ဒီ first impression ကိုပြောပြမယ်ပေါ့နော်အရင်ဆုံးအနေနဲ့ပြောရမှာဒီ Soji ဆိုတာကျွန်တော်တို့ဟိုးအရင်ခေတ်တည်းကပေါ့နော်ကျွန်တော်တို့ရဲ့ဒီရုံတန်းစကားတွေအဲ့လိုမျိုးပြီးတော့ဒီမြန်မာသမိုင်းမှာဆိုလေတချို့ရှိရပါညာဆိုပြီးတော့လက်ခံထားတဲ့လူတွေလည်းရှိတယ်ပေါ့နော် Soji ဆိုတော့ပြောရရင်တော့ဒီ mythical figure တယောက်ပဲဒီလိုမျိုး mythical figure တယောက်ကိုအခုလိုမျိုးပေါ့နော် futuristic ဆန်ပြသွားတာတော်တော်လေးမိုက်တဲ့ဒီ creative concept တစ်ခုလို့ကျွန်တော်မြင်နေပေါ့နော်ပြီးတော့ story ဘိုင်းမှာဆိုလဲဒါ Soji ဆိုတဲ့ characters က immortal being တကောင်လားလုံးဝမသိမျိုးလားဒါမှမဟုတ်သူတို့ကဒီ organization တစ်ခုနဲ့ရှိနေရလားပေါ့နော်အဖွဲ့အစည်းတစ်ခုနဲ့ရှိနေပြီးတော့ဒီ Soji ဆိုတဲ့အရာပေါ့နော်တုံးနဲ့တူလက်ဆင့်ကမ်းလာကြတာလားဆိုတော့ concept ကိုပြသွားတာတော်တော်လေးမိုက်တယ် story ဘိုင်းရဆိုတော့ကျွန်တော်မျှော်လင့်ထားတဲ့ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့ result ကိုပြသသွားခဲ့တယ်ပြီးတော့ဒီရုပ်ရှင်ကဗျာတချို့ကတော့ဒါနဲ့ပြီးသွားပြီလားဘာညာဆိုပြီးတော့ထင်ကြရပါတော့ကျွန်တော်ဆိုလည်းအဲ့လိုပါပဲရုပ်ရှင်ကပြီးလဲပြီးတော့ဒီရပဲလားဆိုပြီးတော့အဲ့လိုမျိုးထင်ခဲ့ရဒါပေမဲ့ပြောရရင်ဒါfull film တခုမဟုတ်ဗျာတိလားအဲ့လိုမျိုး midland film တခုပဲကျွန်တော်45မိနစ်46မိနစ်အဲ့ဝင်းကျင်ပဲရှိတယ်ပြည့်ဒီရုပ်ရှင်ကကျွန်တော်ဒီ Zaragon ဆိုတဲ့ characters ကို introduce လုပ်တဲ့ပုံစံမျိုးပဲဒါတော့ဒီ filmmakers တွေကိုယ်တိုင်လည်းပြောရတယ်ပေါ့နော်ဒီနောက်ထပ်ဒီ novel တွေလာဖို့ရှိအောင်မယ်ပြီးတော့တခြားရုပ်ပြတွေပါလည်းလာဖို့ရှိအောင်မယ်လို့ကြားတယ်ဒါပေမဲ့ကျွန်တော်အဓိကစိတ်ဝင်စားရပါတော့ Marvel fan တရားဖြစ်တာနဲ့ဒီ cinematic universe ဖြစ်လာမလားဆိုတော့အရင်စိတ်ဝင်စားမိတယ်သိချာတယ်ဘယ်တော့မှရပ်တတ်မှာမဟုတ်နောက်ထပ်ကျွန်တော်ချီးကျူးချင်တာတော့ဒီ VFX ပဲ VFX ကတော့ပြောစရာတော့မလိုပါဘူးဘာလို့လဲဆိုတော့ရန်ကုန်ရဲ့ action ရဲ့ဒီအားသားရဲ့အပိုင်းတစ်ခုဖြစ်နေတဲ့အတွက်ပေါ့နော်အခုလိုမျိုး VFX တွေတုံးတာဘယ်မှာတော်တော်မိုက်လဲဆိုတော့လုံးဝ fight scene တွေမှာဆိုရင်တော်တော်လေးကြည့်လို့ကောင်းတယ်ပေါ့နော်လုံးဝဗျာဒီရုပ်ရှင်ကပြောရရင် R-rated တောင်ဖြစ်နေတယ်ပေါ့နော်လုံးဝချားချက်ကြီးကျန်းတန်းတယ်ဒီမှာပဲကြည့်လိုက်တော့လုံးဝမိုက်တယ်ဒါပေမဲ့နည်းနည်းလေးလိုအပ်နေတဲ့အပိုင်းတော့ရှိသေးတယ်ပေါ့နော်။ဘာလဲဆိုတော့ stand by ဒါတော့ကျွန်တော်တော်တော်များများပြောတာကြားရတယ်ကျွန်တော်ဆိုလဲ comment တွေလိုက်ဖတ်နေရပါတော့။ stand by ကတော့ဟုတ်တယ်ပြောရရင်အကောင်းဆုံးတော့ကြိုးစားထားတာပဲဒါပေမဲ့parkour အပိုင်းနေဆိုရင်တော့ကြည့်လို့ကောင်းတယ်ဒါပေမဲ့fighting scenes တွေကနည်းနည်းလေးလိုနေရဗျာ။တချို့ကတော့ဒါfighting scenes တွေကနှေးလို့ဆိုပြီးပြောကြတယ်တကယ်တော့နှေးရပြဿနာတခုတော့မဟုတ်ဘာလဲဆိုတော့သူ့ရဲ့ဒီ camera movement ကလိုအပ်နေတာဗျာကျွန်တော်နိုင်ငံခြားဒီ action ရုပ်ရှင်တွေမှာဆိုကြည့်ပြီးရမလားလုံးဝ action scenes တွေဆိုရင်ဗျာ character ကိုလုံးဝထိုးလိုက်တယ်ပေါ့နော်ထိုးလိုက်တဲ့အခါမှာ camera ကပါတခါတည်း shake ဖြစ်သွားတယ်
အဲ့လိုမျိုးဒီ impact ပုံစံမျိုးပြဖို့ကအရန်လိုအပ်တယ်ပေါ့နော် action scene တွေမှာဒါမျိုးပေါ့နော်ပြောရရင်တခြားဒီ international movies တွေရဲ့ standard ကိုတော်တော်လေးမိရယ်လုံးဝ international movie တစ်ခုကိုကြည့်နေရတဲ့အတိုင်းပဲဘာလို့လဲဆိုတော့ဘာသာစကားဆိုလဲကျွန်တော်3မျိုးထိ3နာတွေ့ရတယ်ပေါ့နော်ကျွန်တော်ထင်တာအစားကတော့မြန်မာနဲ့ English ပဲပြောမယ်ထင်တာပေါ့ဟုတ်လဲဟုတ်ပါတယ်ကျွန်တော်မြန်မာကိုအဓိက3နာတယ်ပြီးတော့ English လို့လည်းဟိုပြောရတဲ့အပိုင်းလေးရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဂျပန်လိုကြီးထားပြောတာပေါ့နော်အဲ့တော့အဲ့ scene ကကျွန်တော်ပြောရရင်တကားလုံးထဲမှာအကြိုက်ဆုံးလို့တော့ပြောလို့ရတယ်အဲ့လိုမျိုးဂျပန်လိုထပြောပြီးတော့စာရန်ထိုးတဲ့ဒီ subtitles တွေဆိုလဲလုံးဝအလွင့်ကြီးပဲပေါ့နော်လုံးဝမိုက်တယ်誰誰ああそうちဒါပေမဲ့လို့ဒီ actors တွေအနေနဲ့ကတော့ acting ဘိုင်းမှာနည်းနည်းလေး improve လုပ်ဖို့လိုအပ်တယ်လို့တော့ကျွန်တော်ထင်တယ်ဒီ actors တွေအားလုံးကလုံးဝစူးစမ်းခဲ့ကြရဲဆိုတာတော့ကျွန်တော်ဟိုဒါတော့ကြည့်ရတဲ့သိရဗျာဒါပေမဲ့လို့ပေါ့နော်ဒီ line delivery အခန်းတွေဥမာဆိုရင်အဓိကဘာလဲဆိုတော့ဒီ Burmese actors တွေအနေနဲ့ဗျာ English လိုမျိုးပြောတဲ့အပိုင်းဒီမှာဆိုရင်တိတ်ပြီးတော့ clear မဖြစ်တဲ့အပိုင်းတွေရှိရပေါ့နော် dialogue တွေအနေနဲ့ကလည်းတစ်ခုနဲ့တစ်ခုစကားတစ်ခုနဲ့တစ်ခုပြောဖို့အတွက်ဟိုဂျားထဲမှာ gap အကြီးစားကြီးရှိနေအောင်ကျွန်တော်ခံစားရတယ်ပေါ့နော်ဆိုတော့ဒါလေးကို line delivery ကိုပေါ့နော်တီချာလေးပြင်ဆင်မယ်ပြီးတော့ dialogue တွေကိုနည်းနည်းလေး natural ဆန်အောင်ပြင်ပြီးတော့ရေးလိုက်မယ်ဆိုရင်တော်တော်လေးမိုက်မှသိကြရပေါ့နော်စောကြီးတယောက်ဖြစ်ဖို့အတွက်စောက်ဖို့လုံးနေအထင်လဲမမှားသွားပြီဒါကတော့ကျွန်တော်အနေနဲ့ဒီမကောင်းတဲ့အချက်တွေကိုပဲကြည့်ပြောနေရတော့မဟုတ်ဘူးကျွန်တော်အနေနဲ့ဒါ advice ပေးရပုံစံတစ်ခုပဲပေါ့နော် filmmakers တွေကိုယ်တိုင်ကသူတို့ကိုယ်တိုင်ဝန်ခံသွားခဲ့ပေါ့နော်သူတို့ကိုယ်တိုင်လည်းဒီရုပ်ရှင်ကိုလုံးဝကြီး certify ဖြစ်ခဲ့တာမဟုတ်ဘူးကိုညာလင်းထက်နဲ့ဒီ director ကိုအောင်မျိုးမင်းနဲ့ကလည်းသူတို့ဒီတောင်မပြခင်ပေါ့နော်တပတ်အလိုတည်းကသူတို့ကိုယ်တိုင်ပေါ့နော်ပြောခဲ့ကြတယ်သူတို့ဒါကို certify သိမ့်မဖြစ်သေးဘူးဆိုပြီးပြောခဲ့ကြတယ်လို့ကျွန်တော်ကြားတယ်ဒါပေမဲ့ဒီရုပ်ရှင်ကိုထုတ်တယ်ဆိုတာဘာလဲဆိုတော့သူတို့အနေနဲ့ movement တစ်ခုရှားဖို့အတွက်ထုတ်တာအဓိကပြောရရင် result မဟုတ်ဘူးပေါ့နော်ရုပ်ရှင်တစ်ခုဖြစ်လာဖို့ကအရန်ရေးကြည့်တယ်ဒါကကျွန်တော်တော်တော်လေးလက်ခံတဲ့စကားပေါ့နော်ဒါတော့ရုပ်ရှင်မှမဟုတ်ဘယ်အပိုင်းမဆိုဘယ်နေရာမဆိုဗျာကျွန်တော်တို့ဒီ process ကပေါ့နော်ကျွန်တော်တို့လောက်ထားတာပဲရှိရဗျာအဲ့လိုမျိုး result အနေနဲ့မချပြဘူးဆိုရင်ကျွန်တော်တို့ကိုပြောပြမဲ့လူတွေလည်းမရှိဘူးအမားတွေပြင်မဲ့လူတွေလည်းမရှိဘူးပေါ့နော်အခုလိုမျိုးချပြလိုက်တဲ့အတွက်ကျွန်တော်တို့ဒီကြည့်ရတဲ့လူတွေအနေနဲ့ကလည်းဒီရုပ်ရှင်ကိုပိုကောင်းလာအောင်ဆိုပြီးတော့ advice တွေပေးလို့ရတယ်ပေါ့နော်နောက်ပြီးတော့သူတို့ပြောရတဲ့စကားတစ်ခုရှိရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ wave တစ်ခုပေါ့နော် wave တစ်ခုကိုသူတို့ဖန်တီးနေတာဆိုတော့ပြောရရင်ဒါလုံးဝကျွန်တော်မမြင်ဘူးသေးတဲ့အသစ်ဆန်းတစ်ခုပဲဒီလိုမျိုးအသစ်ဆန်းတွေအများကြီးပေါ်ထွက်လာဖို့အတွက်ဒါကပထမဆုံးစလိုက်တဲ့ wave တစ်ခုပဲလို့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီ personal opinion ကိုပြောရမယ်ဆိုရင်တော့အခုလိုမျိုး budget နည်းနည်းလေးနဲ့ပေါ့နော်ဒီလိုမျိုးရုပ်ရှင်တစ်ခုကိုဖန်တီးနိုင်တယ်ဆိုရင် supporting အပြည့်နဲ့ budget အများကြီးနဲ့ဒါဆိုရင်ပေါ့နော်ဘယ်လိုမျိုးရုပ်ရှင်ကြီးကိုဖန်တီးနိုင်မလဲဆိုတာဟိုမိကွန်းထုတ်เสียရပဲပေါ့နော်ဆိုတော့နောက်ထပ် project တွေကြာရင် acting spine တွေကိုလည်းပိုကောင်းမယ် dialogue တွေကိုလည်းပိုကောင်းမယ် VFX တွေကိုလည်းဒီထက်ပိုကောင်းမယ်ဗျာအဲ့လိုမျိုးပုံစံနေနဲ့မြင်ရမယ်ဆိုရင်ကျွန်တော်ကတော့တော်တော်လေးမျှော်လင့်နေပေါ့နော်ဆိုတော့ brother ကဘယ်လိုမျိုးမြင်လဲဒီရုပ်ရှင်က brother မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာလားတချို့ပိုင်းလေးတွေဖြစ်လာမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဆိုလည်းဒီမျှော်လင့်ထားသလောက်တော့အရာအလုံးကြီးတော့မဖြစ်လာခဲ့ဘူးဒါပေမဲ့ကောင်းတဲ့ပိုင်းလေးရှိရယ်တချို့မကောင်းတဲ့ပိုင်းလေးတွေလည်းရှိရယ်ဆိုတော့ brother ရဲ့အမြင်ကိုလည်း comment မှာတစ်ချက်ရေးသွားခဲ့ပြီပေါ့နော်ကျွန်တော်တို့တူတူဆွေးနွေးကြမယ် see you guys